လာပါဒီကနေ့ကတော့အမကဒီလေပင်ပေါက်ယူနီလေးကိုခြေခံအဖြစ်ပြပေးမှဖြစ်ပါတယ်နော်တရက်ကိုနည်းနည်းလေးပြပါပြီမယ်ဒီလေပင်တွေကိုနားလည်ပြီဆိုလို့ရှိရင်များတော့ဖြစ်ဒီအဝတ်ချုပ်တဲ့ချိန်မှာလေပင်ပြဿနာတွေတိတ်ပြီးတော့မှအခက်ခဲတိတ်မရှိတော့ဘူးပေါ့နော်ဒီကနေ့အမက၄ပုံပြပေးမယ်နော်နံပါတ်1ခုနံပါတ်2နံပါတ်3နံပါတ်4ဒါလေးတွေကိုပြပေးပါမယ်နော်ရလားအခုနံပါတ်1ကနေအမစပြပေးမယ်နော်အမတို့ကလေပင်ပေါက်ကို3ခွဲအနည်းဆုံးပုံမှန်လေးလုပ်ပေးရနော်3ခွဲပြီးတော့အောက်မှာကျတော့ဒီအောက်မှာကျတော့အမတို့လေပင်ပေါက်ဖောက်တာက4ခွဲပုံမှန်လေးဖောက်ပေးမယ်နော်4ခွဲပုံမှန်လေးဖောက်ပြီးရဒီအမတို့ဒီအကွေးလေးကကျတော့ထည့်ယူရမှာဆိုတော့အမတို့က4ခွဲအမတို့က5ခွဲထိယူပြီးလို့ရနော်4ခွဲဆိုတော့အပေါက်လေးပါတာဖြစ်တဲ့အတွက်မတို့အဲ့လေးထပ်ပြီးတော့မှပြန်တိုးပြီးတွဲရမယ်ပေါ့နော်၄ခွဲမတော့5ခွဲထိယူလို့ရအောင်နော်အဲ့ဆိုလို့ရှိရင်ဒီမှာလေပင်ပေါက်ကို5ခွဲအဲ့ဆိုလို့ရှိရင်အမတို့ကဒါလေးကိုပြန်ဆက်ပေးမယ်နော်ဒါပုံမှန်၄ခွဲပေါ့နော်အခါကျတော့အမတို့ကဒီလေပင်ကိုဒီလိုလေးတဲ့ကြီးမဝိုက်ဘူးပေါ့နော်တဲ့ကြီးစင်းလာလို့ရှိရင်တိတ်ပြီးတော့မှလည်းမလောက်ပေါ့နော်အမတို့ကငါးမူးကလေးတို့လေးဘေးကိုနည်းနည်းဆောင်းပေးမယ်ဆောင်းပေးပြီးလို့ရှိရင်အမတို့ကငါးမူးနည်းနည်းဆောင်းပေးမယ်ဆောင်းပြီးလို့ရှိရင်အမတို့ကပြပြလေးဝိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေကွေးလေးနဲ့လေဒီလိုလေးဆောင်းပြီးတော့မှအမတို့ကပေကွေးလေးနဲ့ပြပြလေးဒီလိုလေးကိုဝိုက်လိုက်မယ်နော်သူကအဝိုင်းလေးဘီးဒီတောက်လေးနားမှာပေါ့အဝိုင်းလေးနည်းနည်းလေးပေါ့နော်အဲ့လိုတဘောပါပဲအဝိုင်းလေးနည်းနည်းနဲ့အပေါ်ကကြတော့ဒီနည်းနည်းလေးအဲ့လိုလေးဖြောင်းသွားတာပေါ့နော်အဲ့ဆိုဟုတ်ပြီပြီးသွားလို့ရှိရင်အမတို့ကဒီကနေပြီးတော့မှအမတို့က6စိတ်ယူမယ်နော်6စိတ်ယူပြီးတော့မှသူလေးရလိုက်မယ်ညီမဟုတ်ပြီအခါကျအမတို့ကဒီလိုလေးနဲ့လေပင်ပေါက်လေးကဒီလိုလေးဖြစ်သွားပါပြီအဲ့ဆိုဒါကမတို့လေပင်ပေါက်ဒါ5ခွဲထိဆိုလို့ရှိရင်အဆင်ပြေအားလုံးပြီးစီးပေါ့နော်ဒါ5ခွဲထိဆိုရင်အမတို့အဆင်ပြေတိတ်လည်းမဟိုက်တော့ဘူးအမီတော်လေးပေါ့နော်ဒီလိုလေးကြာခွက်နဲ့ဟိုက်တာကြိုက်တာဆိုတော့နံပါတ်1လေပင်ပေါက်နံပါတ်